ရဲတိုက်ကြီးတစ်ခုလိုပုံစံမျိုးခန္ဓာတင့်တယ်ပြီးတော့တကယ်ကိုမှကြက်တွေရှိတဲ့အိမ်လေးလုံးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီအိမ်လေးကမြောက်ဒဂုံမြို့နယ်41ရပ်ကွက်တပင်ရွှေဒီလမ်းမနဲ့ဥယျာဉ်စာလမ်းမရဲ့အနီးမှာတည်ရှိတယ်မျက်နှာဝ40နောက်ကို60ရှိပြီးတော့3တက် RC တိုက်လေးဖြစ်တယ်ပြီးတော့ဂရန်အမီပေါက်လေးလည်းဖြစ်တယ်ပေါ့နော်ဒါတို့ကျွန်တော်တို့အိမ်ထဲကိုတစ်ချက်လောက်ဝင်ကြည့်အောင်အိမ်ထဲမှာဆိုလဲကားပါကင်ရက်ဖို့နေရာရှိတယ်ဒီမှာလဲကားတစ်စီးကျွန်တော်တို့ရက်လို့ရတယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ကားတစ်စီးကောင်းကောင်းရက်လို့ရတယ်ပြီးတော့ထဲတဲ့ကိုကျွန်တော်တို့တွေဘေးကနေတက်တဲ့ပေါက်လည်းရှိတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်အရှိကနေတစ်ချက်လောက်ဝင်ကြည့်အောင်ပတ်ဝန်းကျင်အနေထားလဲတကယ်ကိုမှတန့်တယ်ပြီးတော့အထဲထဲကျွန်တော်တို့ဝင်ကြည့်အောင်နော်ထဲထဲမှာဆိုလဲကျွန်တော်တို့လှုပ်ထားတဲ့ဒီဇိုင်းလေးတွေကအရန်ကိုမှတော်တော်နှစ်သက်စရာကောင်းတဲ့ဒီဇိုင်းလေးပေါ့နော်ဒါအဲကန်ရဲ့အကျယ်အဲကန်မှာဆိုလဲလုံလောက်တဲ့အကျယ်ဝန်းရှိတယ်ဒါ TVC အနေနဲ့ပေါ့ထားလို့ရတဲ့နေရာလေးတွေပစ္စည်းတင်လို့ရတဲ့နေရာလေးဒါဒီဇိုင်းလေးလှုပ်ထားပြီးတယ်ပေါ့နော်တကယ်ကိုမှလှတယ်ပြီးတော့ကျွန်းပါကေးတွေကျွန်းလေကားတွေကျွန်းလက်ရံတွေကျွန်းတကားတွေအကုန်လုံးကျွန်းနေကြီးပဲကျွန်တော်သုံးပေးတာဖြစ်တယ်ဒါထမင်းစားကန်းလေးနော်ထမင်းစားကန်းလေးလည်းအရန်ကိုမှလှတယ်ဒီနေရာလေးကပြီးတော့မိဖို့ကြောင်ကတော့အဖြူတွေကိုသုံးထားပြီးတဲ့အတွက်လုံးဝလင်းထင်းပြီးတော့လှနေရောဒီမှာဆိုလဲကျွန်တော်တို့ရေချိုးခန့်အိမ်နာလေးတစ်ခုပါတယ်နော်ကိုမောင်းနေနဲ့သုံးလို့ရတဲ့ရေချိုးခန့်အိမ်နာလေးပါတယ်ပြီးတော့ဒီဘက်ကိုဝင်ကြည့်လိုက်မယ်ဆိုရင်ဒီဘက်မှာကျွန်တော်တို့ဒါဆိုရင်ကိုယ့်ရဲ့အိမ်ကူတွေဘာတွေထားမယ်ဆိုလဲထားလို့ရတဲ့နေရာလေးတီးတန့်ပါတယ်ကစ်ချင်းကောင်တာဆိုလဲလုတ်ပေးတာအဖြူလေးသုံးပေးရတယ်ပြီးတော့အပြောင်သားလေးသုံးပေးတာပေါ့နော်တုတ်လိုက်ရင်ပြောင်တဲ့အသားလေးပေါ့မစိုးဘူးဒါလေးတော်တော်လေးအဆင်ပြေတယ်ပြီးတော့ဒါကတော့ကျွန်တော်တို့အောက်ထပ်ကမာစတာဘတ်ဝန်အခန်းလေးပေါ့မာစတာဘတ်ဝန်အခန်းလေးလည်းတကယ်ကိုမှလုံလောက်တဲ့အကျယ်ဝန်းရှိတယ်ခင်ဗျပြီးတော့ရေချိုးခန့်အိမ်နာလည်းကြဲဝန်းဝန်းရှိတယ်နော်သုံးဖို့အတွက်မိသားစုလေးနေမယ်ဆိုလဲအဆင်ပြေတဲ့အနေအထားရှိတယ်โอเคကျွန်တော်နောက်တစ်ခန်းကိုသွားကြည့်အောင်သုံးထားတာကြည့်မယ်ဆိုရင်ဒါမှကျွန်းလက်ရန်နေခြေနင်းနေရစသုံးထားတာတကယ်ကိုမှကောင်းမွန်တယ်သုံးထားတဲ့ပစ္စည်းတွေအလင်းရောင်လေးလုံလောက်ရတယ်နော်နေရာလေးနေနဲ့ဒါဆိုရင်ဒုတိယတက်ရောက်ပြီပေါ့ဒုတိယတက်မှာအဲကန်လဲတော်တော်လေးကျယ်တယ်ကျွန်တော်အိမ်ရဲ့အပြည့်နီးပါးပေါ့နော်အိမ်ရဲ့အပြည့်နီးပါးကိုကျွန်တော်အဲကန်ယူထားပေးတယ်ပေါ့နော်ဒါလေးတစ်ခုလဲတကယ်ကိုမှဒီဇိုင်းလေးမဆိုးဘူးပေါ့နော်ဒီမှာဆိုရင်ဝယ်နာလေးတစ်ခုပါမယ်နော်ဝယ်နာလေးအပြင်ထွက်ပါညာအတွက်အဆင်ပြေအောင်ဝယ်နာလေးတစ်ခုလည်းပါအောင်မယ်လိုက်တင်လေးလည်းတော်တော်လှတယ်ဒီမှာလိုတဲ့ဒီဇိုင်းလေးတွေလုပ်ပေးထားတယ်โอเคအောက်ထပ်မှာဆိုရင်တော့ကျွန်တော်တို့မာစတာဘတ်ဝန်နှစ်ခန်းထပ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့တက်လာတဲ့ဒါဆိုရင်ဒုတိယခန်းပေါ့နော်ရေချိုးခန့်အိမ်နာအနေနဲ့ဒီမှာလည်းဘတ်တက်ပါအောင်မယ်ခင်ဗျာနော်ဘတ်တက်ပါထည့်ပေးထားတယ်ရေချိုးခန့်အိမ်နာလည်းကြဲဝန်းဝန်းရှိတယ်ဒါရေဘူးရေအေး system တွေလည်းပါတယ်ပေါ့နော်သုံးဖို့အတွက်နောက်တစ်ခန်းကိုထပ်ပြီးတော့သွားကြည့်အောင်ကဲ့ရက်မှာနောက်တစ်ခန်းပေါ့နော်နောက်တစ်ခန်းလဲကျွန်တော်တော်တော်ကျဲတယ်ခင်ဗျရေချိုးခန့်အိမ်နာလည်းကျဲတယ်လို့ကျွန်တော်အိတ်ခမ်းလဲကျဲတယ်ခင်ဗျနော်အကျဲကြီးပဲအိတ်ခမ်းလဲဒီမှာလဲဘတ်တက်ပါတယ်ခင်ဗျသုံးဖို့အတွက်ရေချိုးခန့်အိမ်နာကိုတော်တော်ကျဲလေးလုပ်ပေးတာကောင်းတယ်နော်ဒါဆိုကိုခန်းနဲ့ကိုနေမဲ့မိသားစုတွေရှိမှဆိုလဲရေချိုးပါကြိုးဝေးလျှော်စသည်ဖြစ်အဆင်ပြေတဲ့နေရာလေးလည်းဖြစ်တယ်ပေါ့နော်သုံးလို့အဆင်ပြေတယ်ဒါကြောင့်အပေါ်တက်ကိုထပ်ပြီးတော့တက်ကြည့်အောင်ဒါသုံးတက်မြောက်ပေါ့နော်သုံးတက်မြောက်မှာဆိုရင်ကျွန်တော်တို့ကြည့်အောင်ခုနကျွန်တော်အောက်ထပ်လိုပုံစံမျိုးပဲအဲကန်ကိုအကျယ်ယူပေးတာတယ်အပေါ်မှာအပြင်ထွက်မယ်ဆိုရင်တော့ဆက်လက်ပြင်ဒီမှာဆိုရင်နေရာလေးလည်းရှိတယ်အပြင်ထွက်ဖို့အတွက်ဝယ်ရန်တာလေးပေါ့နော်ဝယ်ရန်တာနေရာလေးလည်းရှိတယ်အဲကန်တော်တော်ကျယ်တယ်ဒီဇိုင်းလေးတွေစီလင်လေးတွေမျက်နှာချက်လေးဒီဇိုင်းလေးလောက်ထားတာတော်တော်မှလှတယ်ပုံစံလေးနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဆိုရင်ဒါတတိယတက်ကိုရောက်ပြီပေါ့နော်တတိယတက်ဒီဇိုင်းလေးတွေယူထားတဲ့အိမ်ရဲ့အပြည့်ကိုယူထားပေးတယ်အဲ့ဒီဒီဇိုင်းလေးလည်းတော်တော်လေးကြည့်လို့ကောင်းတယ်ခင်ဗျဒါဆိုရင်အပေါ်မှာမာစတာဘတ်ဝန်နောက်တစ်ခန်းပေါ့နော်အဲကန်အနေထားအနေနဲ့တော်တော်လေးကျယ်ဝန်းတာတွေ့ရတယ်ဒီမှာလည်းဘတ်တက်ပါတယ်ခင်ဗျဒီအိမ်မှာကျွန်တော်ကြည့်ရတာဒီဘတ်တက်တော်တော်များထည့်ပေးတာတွေ့ရတယ်ရေချိုးခန်းကိုကျယ်ဝန်းလေးလုပ်ပေးတာတွေ့ရတယ်နော်ဒါတော့အထက်တိုင်းနီးပါးမှာပေါ့နော်လုပ်ထားတဲ့ပုံစံလေးတွေတကယ်ကိုမှကောင်းတယ်ပြီးတော့အဲကွန်ပါညာလည်းထည့်ပြီးသားဖြစ်တယ်ပေါ့နော်လာပြီးအသင့်နေမဲ့မိတ်ဆွေတွေအတွက်အရန်ကိုမှအဆင်ပြေတယ်ဒီမှာဆိုလဲအဲကန်တော်တော်ကျယ်ဝန်းတွေ့ရတယ်ထက်တိုင်းမှာလည်းရေချိုးခန်းအိမ်နာမာစတာဘတ်ဝန်တွေပါလို့အဲကွန်တွေလည်းအကုန်လုံးတက်ဆင်ပြီးသားပေါ့နော်ရေဘူးရေး system တွေလည်းအကုန်လုံးထည့်ပြီးသားခင်ဗျအထုပ်ဆွဲပြီးတော့တက်လာယုံနဲ့လုံလောက်တဲ့အိမ်လေးပေါ့နော်အိမ်ရဲ့ဒီဇိုင်းကလည်းအရန်ကိုမှလှတယ်ပေါ့နော်ဒါဆိုရင်နောက်တစ်နေ့ကကျွန်တော်တို့သွားကြည့်အောင်နော်ဒါဆိုရင်နောက်တစ်ခန်းပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့အဲကန်ကခြေဝန်းရှိတယ်ရေချိုးခန့်အိမ်နာဘတ်တက်ပါတယ်ဘတ်တက်ကကျွန်တော်ကြည့်တာရေချိုးခန့်အိမ်နာတိုင်းကိုပါတာတွေ့ရအပေါ်တက်တွေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အမိုးဆက်လက်ကိုကြည့်အောင်နော်အမိုးဆက်လက်မှာလည်းတော်တော်ကြဲဝန်းလေးရှိတာတွေ့ရတယ်
တကယ်ကိုမှကြီးကျယ်ခမ်းနားပြီးတော့အရန်ကိုမှလှတဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ဒီအိမ်လေးကိုစိတ်ဝင်စားလို့ဝယ်ယူနေဆိုရင်ကျွန်တော်တို့ Rime Real Estate ကိုဆက်သွယ်ပြီးဝယ်ယူနိုင်ပါတယ်